ဒါအရင်တစ်ပတ်ကအရင်တစ်ပတ်ကဖေုံလေးတွေဒါတော်တော်လာသွားရင်အဲ့မှာကိုကြီးခူးလို့ရပြီခူးလို့ရပြီရပြီခူးကြီးတော့ခူးရောလက်ကတော့ခူးမယ်ကိုကြီးတို့ဦးတို့ရှင်းပြတာလာသွားတော်တော်လေးလာသွားရင်ကြီးပါလေချောင်းမလားမဟုတ်ရခူးလိုက်တော့ဦးတို့လက်ဆောင်ရောက်တော့နော်ဟုတ်မဟုတ်အရင်ကနေချူတော့အေးတူထုံးပါဟုတ်တယ်ကဲလက်ဆက် organic ဒီအဲ့လိုလိုက်ခူးခြင်းလေဒီငုတ်သီးလည်းခူးမယ်ငုတ်သီးရမယ်ဒီနားလေးမှာအဲ့ဒီကတလုံးဟိုဘက်ယုံထဲမှာရှိဒီမှာတော့လောလောဆယ်ဟုတ်တယ်ဒီကဒါမီးရှို့ထားတာကြံနေတဲ့ဟာဟုတ်တယ်ဒီမှာလေးဒီမှာတလုံးဆိုရင်ကျက်စာငတ်စာအဲ့မှာဒီလိုမရှိရနော်မရှိတယ်ဟိုဘက်မှာရှိသေးတယ်ဒီမှာလေဒါသေးသေးလို့နှလုံးသွေးသေးနေလို့သေးလားအေးဒါသေးသေးဒါနောက်တစ်ပတ်လောက်ပါနှစ်ပတ်အဲ့လောက်တစ်ပတ်ကြောတစ်ပတ်ဆိုရဒီမှာလေမင်းအမြင်သားပဲငါတော်သားဘူးလို့တင်တော်သားတွေကြီးရင်ထွားပါနဲ့ဒီကောင်ကရပြီဟုတ်လားရပြီကိုကြီးခုကြည့်ရတယ်ညာပေါ့ကွာအညာကြည့်အောင်နိဒီမှာအညာ6ဝိုင်းအခုရတာပဲရကျွန်တော်ကင်လို့ရကျွန်တော်ကင်ပါမယ်ဘယ်မှာဟောဒါတော့ခူးရမှာနားလဲနားလေးဖြည်းပါတခွန်းအဲ့ဟိုကောင်လှလာတန်းလေးပေါ်တင်ထားလို့လှဒါလည်းမြေကြီးထိပါဘူးနိုင်လို့ဘယ်ပူထားဟုတ်အောက်ဘက်နေကြီးထိပါဒါဦးလေးကြလားဆိုတဲ့နဲ့ဟုတ်ဒီမှာကြီးပါကြီးလားကျွန်တော်လည်းရတယ်ပြီးတော့ပြီးတယ်မရလာဘူးမဲ့တော့မမဲ့ဘူးဘယ်ကိုကြီးမဲ့ပါဘူးဟုတ်တယ်အဲ့ကောင်ခူးမှရဒီနဲ့ဝါနေလားဟုတ်တယ်ဒီခူးမလားဒီမဲ့လေးတင်နေခတီနဲ့အင်ကြီးတွေချုပ်ပြီးငကမောက်ကိုင်းတဲမလို့နဲ့ဖယုံသီးတွေကိုအင်းတဲဘူးလိုက်အင်းတဲဘူးဝါတော့အေးလို့ဝါဘက်တော့မှတိုင်းမဟုတ်ကနေရိတ်ကြောင်မလို့လဲပါတယ်ငကမောက်ပြန်တဲမှာပါလိုက်ရှာနေရတဲ့တော့ငကမောက်ပြန်တဲမှာပါလို့ဟောဒီမှာတခြားအမျိုးတို့ရေးအာပြောမနေဖယုံသီးမလို့ဖယုံသီးတွေမနေလို့စားတယ်မြာဈေးမရဘူးဒီကောင်သူ1000လောက်ဖေးပြီးတော့ဟုတ်တယ်1500အောက်ဒါပဲလောအားပြီးတော့မှာပါဒီကတော့လောပြီးအောင်တဲတော့မှာပါပေးတစ်ထောင်ဒီတုံးတဲ့ချိန်ရောက်နေလို့နည်းနည်းပဲရတယ်လို့ခုမှစပေါ်လားရေကန်ကတော့ကျွန်တော်မျှော်မှန်းထားတဲ့အတိုင်းဒါအဆက်ထိတ်ထိရောက်တာဒီမှာတွေ့ပြီရှေ့တဲ့ဟိုအောက်မှာကိုနောက်ထပ်2ယုံကြံသေးတယ်အဲ့တော့ကိုမင်းရပါအောင်ရပြီအဲ့ရတော့ရနေရရင်ချမရတော့ရနေလူချင်းတိုင်းရတယ်ကြည့်မယ်ရောကိုမင်းမြောက်ကြည့်လို့ပြောဒီဘက်ကဟာကြီးသေးတယ်ရပြီဒီမှာပြန်ဝါသွားပြီကျွမ်းနေပါခဏဒီမှာရောဒါသေးသလားလူမသေးလေကိုဟိုဟာဖြစ်ရတော့မှဒီမှာဟိုဟာကြိုက်ထားပြီကူလို့ရပါပြီလေကိုထွန်းရေပွေးကြိုက်ထားပြီအော်ရပြီလားရအဲ့ဒါကိုတော့ရသားသေးရမဟုတ်ရင်ဒါပြရတော့ရနော်1 2 3အဲ့ဒါလည်းပိုင်ရောကျန်တာဒီလိုတွေရင်အဲ့ဒါထားလိုက်စားဖို့ထားလိုက်တော့သူစားဖို့ထားတော့အဲ့ကောင်လာစားကြမှာဘယ်လိုကြည့်ပါမယ်ကိုရှေ့အဲ့နားလေးမှာနှလုံးရှိတယ်ကျွန်တော်ဒီနေ့ကဒီအောက်ချိန်နားလေးမှာဒီကောင်လေးကကြည့်လိုက်ပါမှာရောက်တော့ခါကြည်နော်ဒီမှာအောက်ချိန်နားလေးမှာနှလုံးရှိတယ်အဲ့ကောင်လေးလည်းရပြီရပြီလားရပြီနှလုံးရှိတာနှလုံးမကက်ကမဟုတ်ဟိုဘက်ဘေးနားလေးမှာတနော်ဟိုတို့ဘယ်တော့မှယူခဲ့ရမှားပြီကွာဟုတ်တယ်ကျွန်တော်တို့ကဖြတ်တယ်
ဟုတ်တယ်ဟိုပိုင်အသေးကပိတ်ထားတော့ရှိသေးတယ်ကိုရဒီနားလေးသာချတာ ညနေပုံထားလိုက်အောင်နော် ဟုတ်တယ်မစင်းသေးဘူးဒီဘက်နားလေးမှာ2 ရုံ1 ရုံရှိသေးတယ်ကဲ